အခုဒီနေ့တော့ပါဒီစံသောဖုန်းတွေ firmware download တဲ့ဟုတ်လားစံမိုဘိုင်းဆိုတဲ့ site မှာစံမိုဘိုင်းအကောင့်ဖွင့်တဲ့နည်း Gmail တခုအရင်ဆုံးမလုပ်ထားမလဲဝင်ထားမယ်နော်ရှိရမယ် Gmail တခုရှိရမယ်Gmail တခုဝင်ထားမယ်ပြီးလို့ရင်စံမိုဘိုင်း .com သွားရအောင်အဲ့တော့ address bar မှာဘယ်လိုရရမှာလဲဆိုတော့ www.samobile.com ဘယ်လိုသွားရလဲ samobile.com ကိုသွားလိုက်တယ်ဘာကြောင့်အဲ့ကိုသွားလဲဆိုတော့ဒီမှာစံဆောင် firmware တွေရှာလို့မရဘူးလားစံဆောင် firmware တွေ download မရဘူးလား download ရတယ်နော်ဒီမှာ firmware ဆိုတဲ့နေရာမှာဟုတ်လားဒီနေရာလေးမှာကိုလိုချင်တဲ့ဖုန်း firmware ကိုလိုက်ရှာလို့မရဘူးလားအဲ့တော့ S3 ဆိုတဲ့ S3 ရွေးချယ်ပြီးရင်ဘလူးပုံစံလေး search ကလေးကိုနှိပ်လိုက်အော်ဒီမှာ select country region နဲ့ကိုယ်နိုင်ငံရဲ့ region ကိုလည်းရွေးချယ်လို့ရတယ်နော်ကိုယ်ဖုန်းရဲ့ region ကိုမလုပ်လို့ရလဲရွေးချယ်ပြီး download ရတယ် country တဲ့ဒါနိုင်ငံတွေပြောတာထုတ်ပေးလိုက်တဲ့ date Android version pin number region ဟုတ်လားနော် region ရဲ့ CSV ပေါ့နော်အပါကိုနဲ့အဆင်ပြေတင့်တော်ရကိုရွေးချယ်ပြီးတော့ download ချလို့ရတယ်ဒေါင်းမယ်ဆိုရင်ဒီတိုင်း download မရဘူးဘာလို့ရမှာလဲအကောင့်ရှိမှရအဲ့တော့ကျွန်တော်အကောင့်စမပွင့်ဘူးလားပွင့်မယ်ဘယ်လိုသွားမှာလဲဆိုရင် GeoIron Drive ဆိုတဲ့တဲ့ကိုသွားပေးမယ် drive ကိုတစ်ချက် click တစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှင် first download လဲနော် firmware average မကြည့်ကြည့်လိုက်အောင် dashboard premium platinum premium business ဒီမှာကျတော့ dashboard free member တဲ့ဟုတ်လားဒီကောင်ကျတော့ premium saver တဲ့ premium go premium platinum premium business ကျွန်တော်ဘယ်ကောင်ယူကြမလဲ free ကိုရွေးမယ်အောက်မှာဟုတ်လား0ပေါင်လဲတွေ့လားဒီမှာဘယ်လောက်လဲပေါင်7.5 ပေါင်နော်ကျွန်တော်တို့ကဒီမှာ0ပေါင်ဆိုတဲ့တဲ့ကို join လိုက်မယ်ပြီးရင် user name ကိုအသုံးပြုမဲ့နာမည်ပေးရမယ်ကိုအသုံးပြုမဲ့ password ကိုပေးရမယ်အပေါ်ပေးတဲ့ password အောက်ပေးတဲ့ password မတူရဘူးလားတူရမယ်ပြီးရင်ကိုအသုံးပြုမဲ့ email address လက်ခံရယူမဲ့ email address ဒီမှာထည့်မယ်ပြီးရင်အောက်မှာ confirm email address အတည်ပြုမဲ့ပေးထည့်ပြရအောင်လားထည့်ပြရမယ်ပြီးရင် human verification နဲ့လူလားစက်ရုပ်လားဆိုတာရွေးခိုင်းတယ်ပြီးရင် country မြန်မာပြည်ဆိုတော့မြန်မာပေါ့ယောက်ျားလားမိန်းမလားပြီးရင် device ဆိုတဲ့နေရာမှာကိုအားထားဆိုပြီးယူပြီးရင်လည်း16နှစ်မဖြစ်ပြီလဲပြည့်ပြီးပြီလားပြည့်ပြီးရင်ပြည့်ပြီးတဲ့အကြောင်းဟုတ်လား refer ဆိုတာဘဒုလမ်းညွှန်မှုနဲ့ဒီ site ကိုရောက်ရှိလာတယ်လဲပေါ့နော် time zone မြန်မာနိုင်ငံရဲ့ time zone ဒီ plus 6နိုင်ခွဲဟုတ်သလားအဲ့တော့ receive email နဲ့လက်ခံရရှိမယ်တဲ့စံဆောင် firmware ကစံမိုဘိုင်း forum ကစီမီစီကန်တွေကိုလိုက်နာပါတယ်ကျွန်တော်ဒီအကောင့်ကိုရချင်ပါတယ်ဆိုပြီးတော့ဒီမှာမလုပ်ပေးလဲ I had read ဆိုပြီးတော့အမှန်ချစ်ပေး complete registration အဲ့ဒီနားလည်မလား okay ကျွန်တော်ဘာမှခက်ခဲမရှိပါဘူးစာလေးတွေဖတ်ပြီးတော့လောက်သွားရုံပဲသူဘာကိုတောင်းတယ်လဲသူဘာကိုဆိုလို့တယ်လဲဟုတ်လား user name နဲ့ရှင်းလေးပဲဒီမှာကျွန်တော်ဘာပဲပေးမှာနာမည်ပေးလိုက်ရုံပဲနော်YEN or this username is already in use or does not meet the administrator ဒီနာမည်ဒီ already ဘာဖြစ်လဲ alreadyရှင်းနေပြီဒါ
အဲ့ဒါကျွန်တော်ရန်နိုင်ဆိုတဲ့နာမည်နဲ့ထားလို့ရမှာနောက်တစ်မျိုးထပ်ပြောမယ်ရန်နိုင်ရန်နိုင်လဲမရသေးဘူးအဲ့တော့09လို့ထည့်ကြည့်လိုက်မယ်ကြားဝိုင်းလား password မှာကျတော့ခဏရှစ်လုံးဖြစ်ရမယ်ရှစ်လုံးနဲ့ကြော်လို့ရမယ်စာပါမယ်ခဏပါမယ်နော်ပေးလိုက်မယ် password အပေါ်နဲ့အောက်နဲ့ဘာဖြစ်ရမလဲဒီအပေါ်မှာပေးတဲ့ password မှားလားဆိုရအောက်မှာပြန်ပြီးတော့စစ်တာနောက်တစ်ခု email address ကျွန်တော်ဘယ် mail ကိုသုံးပါမေးဝင်ကြလားမဝင်ကြလားဟုတ်လားဒီမှာရန်နိုင် mbbg ရန်နိုင် mbbg ဘာလဲ csplus.com ဆိုပြီးတော့ gmail.com ဆိုပြီးတော့ပြောချင်တာကျွန်တော်တို့ဒီကောင်ကို email နဲ့ဖွင့်မယ်ဟုတ်လား gmail နဲ့ဖွင့်မယ် gmail နဲ့လက်ခံမယ်ပေါ့နော်နားလည်မလားမသိဘူး gmail နဲ့ဖွင့်မယ် gmail နဲ့လက်ခံမယ် human verification လူလားစက်ရုပ်လားဆိုတဲ့အချက်နော် I am not robot ကျွန်တော်စက်ရုပ်မဟုတ်ပါဘူးတက်သေးပြရမယ် best click verify နဲ့သူပြောတာ best ကားကိုဘာလို့ခိုင်းတယ်လဲရွေးခိုင်းတယ်ရောဒီမှာ Baska ဒီကောင်လဲ Baska ဒီကောင်လဲ Baska ဘာရောမြစ်ထိုင်းတယ်နောက်တဲ့ Baska ဟုတ်ပြီထပ်ပေါ်လာပြီ Baska နောက်တဲ့ Baska ရှိသေးလားခဏစောင်းထပ်ပေါ်လာပြီ Baska ဟောဒီမှာတစ်ခုတွေ့ပြီ Baska ဟုတ်လား Baska လားမြစ်ထားလား Baska ဟုတ်ပြီကဲထပ်ကြည့်အောင်ရှိသေးလားမရှိတော့ဘူးပေါ်လာသေးလားမပေါ်လာတော့ဘူး verify ဒီပွိုင်းနဲ့skip ကွာskip ကွာမိတက်ဘူးမိတက်ရေပိုက်ဟိုပါလေးကိုရွေးခိုင်းတာနော် fire hydrant stove on stove ဆိုင်ရမျက်နှာချင်းဆိုင်ပေါ့နော်မျက်နှာတာပေါ့ရှိသလားဘာလဲမင်းကြောက်ကြားတယ်ပေါ့ verify ရပါရဲ့နော် country ဆိုတဲ့နေရာမှာဘာကိုရွေးမလဲအမှန်လို့ခေါ်တဲ့မြန်မာကိုရွေးမယ်မြန်မာဟုတ်လားယောက်ျားလားမိန်းမလားယောက်ျားရောရွေးမယ်တပိုက်ဆိုတဲ့နေရာမှာအားရကိုရွေးပေးမယ်16နှစ်ပြည့်ပြီလားပြည့်ပြီဘလူရဲ့ line ညွှန်မှုနဲ့ရောက်လာလဲပေါ့နော် y a n ရောရွေးလိုက်ပေါ်လာရဲ့ထဲကတစ်ခုခုရွေးလိုက်ကိစ္စမရှိဘူးเนาะကြိုက်တဲ့လူရွေးလိုက်6နာရီခွဲဟုတ်လား6နာရီခွဲရန်ကုန်ကိုအိုင်ယာလန် DCS current information ရွေးစရာလို့လားမလို့ Resi email Resi ဆိုလက်ခံတော့ပြောတာเนาะ email နဲ့လက်ခံမယ်
I have read เนาะဒီ forum ဒီ significant တွေပေါ့စာမူပိုင်းရဲ့ significant တွေကျွန်တော်တို့ဖတ်ပြီးပြီပေါ့နော် complete registration ဆိုပြီးတော့နှိပ်လိုက်ရအောင်ပြောတယ် thank you for the registration register လုပ်တဲ့ကျေးဇူးတင်ပါတယ်တဲ့နော်ရန်9နဲ့09နဲ့ဒါကိုယ့်ရဲ့နာမည်သူက email ထဲမှာဝင်ပြီးတော့ကြည့်ခိုင်းတယ်နော်ပြောမယ်ဆို Gmail ထဲပေါ့နော်ခုနကကျွန်တော်ဝင်ပေးခဲ့တဲ့ Gmail မဟုတ်ဘူးလားအဲ့ပါစံဆောင်ကနေပို့ထားတာ link လေးတစ်ခုရှိလားမရှိဘူးလားတွေ့လား to complete your registration please recite this link ဒီရဲ့ URL link လေးကိုဘာလို့ခိုင်းတယ်လဲနှိပ်ခိုင်းတယ်ရောနှိပ်လိုက်ရအောင်အဲဒီမှာဘာဖြစ်လာလဲရန်နိုင်ပါလဲ09ခုနကကျွန်တော်ပေးခဲ့တဲ့နာမည်ဟုတ်မဟုတ်လားမဟုတ်လားဒါဆိုကျွန်တော်အကောင့်ရပြီလားမရဘူးလားရပါပြီနော် Gmail sorry စာမိုဘိုင်းအကောင့်တစ်ခုရတော့အဲ့ဒီနားလဲလားကိုအသုံးပြုမဲ့ Gmail အကောင့်တစ်ခုရှိရမယ်အဲ့ Gmail အကောင့်လေးကိုအရင်ဆုံးဝင်ထားလိုက်မယ်ဘာကြောင့်ဝင်ထားရလဲသိလားစာမိုဘိုင်းကနေပြီးမှအခုလိုမျိုးကိုထည့်ပြတဲ့ mail တွေကိုလိပ်စာလေးတစ်ခုပို့လားမပို့လားပို့တယ်အဲ့ပို့တဲ့လိပ်စာလေးကိုကျွန်တော် Gmail နဲ့ဝင်ကြည့်ရမှာလားမကြည့်ရအောင်လားကြည့်ရမှာကြည့်တဲ့အချိန်မှာကြာနေလို့မဖြစ်ဘူးမြန်ဝင်ကြည့်ရမယ်နော်အဲ့မှာကိုကပို့လိုက်ပြီအဲ့ချိန်မှာကျွန်တော် www.gmail.gmail.com ဝင်နေလို့ချင်းအဆင်ပြေမလားမပြေအားကြောင့်မလုပ်ထားတာလဲဟုတ်ထားလဲတခါလဲကျိုတင်မလုပ်ထားလဲဝင်ထားလားနားလဲမလားဟုတ်ပြီနားလဲတယ်ဆိုဖွင့်ကြည့်ကြရအောင်နော်